ကိုရဲ့တချင်း line ပေါ်မှာဟိုကျွန်တော်တင်လိုက်ပါတယ်ဟို international နှုတ်နေနဲ့လေအဲတင်နေမင်္ဂလာပါရှင်ဗီဒီယိုလေးတွေကိုအစင်မပြတ်တင်ပေးသွားမှာမို့နေရွေရှင် YouTube channel လေးကို subscribe ပြီးလုပ်ပေးသွားပါအောင်နော်တင်နေတဲ့စင်ကြီးကလုံးချီနန်းတော်ရှိစနန်းတော်ရှိစတာတင်ရလဲကျွန်တော်ယူသွတ်တာကိုသူတို့အဲ့လိုအချိန်မှာအဲ့ဝိုင်းအော်နေတဲ့ထဲမှာဆိုင်မှုပါတယ်တနန်းသားအနေနဲ့ပါပါတယ်အဲ့လိုနေရနေပြီးတော့နောက်တစ်နှစ်ကြာတော့မှအောင်ဖြိုးမင်းထက်နဲ့ကျွန်တော်ဒီလိုနေမြေးတွေကိုသူ့ကိုလိုက်ပြီးတော့သူ့မျက်နှာလေးပြန်ပြကြည့်တာမာလာမြန်ကသူကရိုက်ထားပြီးသားဆိုတော့မျက်နှာလေးလိုက်ပြလိုက်တချင်းလိုက်ဆိုရင်မျက်နှာလေးပြကြည့်အဲ့တော့စီးပွားရေးဖြစ်ချင်လည်းဖြစ်မယ်မင်းကိုပြန်ရမှတ်မိတဲ့လူတွေမှတ်မိမယ်ဆိုပြီးကျွန်တော်ဒီလိုနေမြေးစန္ဒာသေးတာကိုတက်တော့ပတ်စံတွေကသိန်းထောင်ချီတယ်လေကိုရဲ့ဟုတ်လားလွတ်တဲ့ခါကျတော့ရောက်တဲ့နေရာလေးတွေမှာသူကလည်းဘလို့အဆူတော်မလုပ်ဘူးအဆူတော်တချင်းလေးဆိုတယ်ဒါပေမဲ့ဇက်တချင်းကမပါမဖြစ်သူကဆိုတယ်အများဆုံးလူသိများသွားတာကတော့ဒေဝစ်တာတချင်းကိုဟိန်းရစာနဲ့ဘက်မှာလဲကျွန်တော်တို့ဟိုဖြာပုံဘက်မှာလာပမာလည်းမသိဘူးအဲ့မှာသူဆိုလိုက်တဲ့ဟာလေးကဖြူးတွေအရန်တောက်သွားတယ်ပရိသတ်ကတင်တာသူကသူတင်တာမဟုတ်ဘူးအဲ့မှာသူကရောက်တဲ့နေရာတိုင်းမှာသူအကလေးနဲ့တိုက်ပုံလေးနဲ့အကလေးနဲ့အမြဲတမ်းလုံရတယ်ဆိုတော့ဒါတော့ကျွန်တော်ခိုင်းတာမဟုတ်ဘူးကျွန်တော်ကတော့မင်းကိုမှတ်မိလားဆိုတာကိုဆိုတော့အဲ့တနည်းကတော့သူတချင်းဆိုတဲ့နှစ်တစ်နှစ်သူသွားပါတယ်အိုးဒီဝစ်စာရွှေနဲ့ကညာလာတကာတို့ပေါင်းသာစုဝေးလဲရေးလာတွေ့ချင်ကစင်းတဲ့မူရညရောက်စိန်ရောက်ဝေးသူဟန်ကြော့ရှင်ကအိုးဒီဝစ်စာကျေးဇူးပါခင်ဗျာကညာလာတကာတို့ပေါင်းသာစုဝေးလဲရေးလာတွေ့ချင်ကစင်းရမူရညရောက်စိန်ရောက်ဝေးဟန်ကြော့ရှင်ကအိုးဒီဝစ်စာမင်းသားလေးဆိုင်ရင်မို့ဆိုပါလားစိမ့်ဆိုတဲ့နှစ်တစ်နှစ်သွားပြီးတော့လာမဲ့နောက်တစ်နှစ်ကျတော့ MRTV4 ရိုက်ဖို့အကြောင်းကဖန်လာတယ်ဖန်လာတော့ကဲဒါမင်းလည်းရောက်နေပြီရိုက်လိုက်တော့ဆိုတော့ကျွန်တော်ရှိမှနေတာတဲ့တစ်နှစ်ကျော်သွားပြီလေရိုက်လိုက်တော့ဆိုတော့ကျွန်တော်တပည့်ဖြစ်သွားပြီတပည့်ဖြစ်သွားပြီဆိုတော့ရိုက်လိုက်တော့ဆိုတော့ရိုက်လိုက်တယ်ရိုက်လေရင်းကနေပြီးတော့မှရိုက်လိုက်ရင်းကနေပြီးတော့သူ့အတွက်ဟိုနှစ်ပိုင်းရတယ်ပေါ့ဆိုင်ရင်မို့အတွက်နှစ်ပိုင်းရနေပြီးတော့ကျွန်တော်ရိုက်လိုက်တော့ဆိုတဲ့ခါကျတော့မှကျွန်တော် post ကိုကောက်တင်လိုက်တာမြန်မာမဟာဂီတတွေထိမ့်သိမ့်ဖို့စက်သပင်တွေထိမ့်သိမ့်ဖို့အတွက်စက်သပင်ပညာတွေထိမ့်သိမ့်ဖို့အတွက်စက်ထောင်အောင်မှာပဲလို့တင်လိုက်တာကိုရယ်ပရိသတ်တွေကလည်းလက်ခုပ်အားဟိုဝိုင်းပြီးတော့ comment နေနဲ့အားပေးတယ်လို့ပွဲငါကပေါ်လာတယ်စက်ကမထောင်ရသေးဘူးပြောရတယ်အေးဒုက္ခဟိုကိုသိန်းစော်ကလည်းပြောတယ်ငါတော့မမြောက်ပေးဘူးနော်တဲ့မြောက်ပေးတဲ့ထဲမှာတော့မပါဘူးတဲ့ကိုဗန်ကိုလှုပ်ချင်လုံးမြောက်ပေးတဲ့ထဲမှာမပါဘူးတဲ့ဟိုတို့ကမင်းသားကြီးတွေဖြစ်နေပြီးတော့ခလေးကိုမနာလို့မမြောက်ပေးတာလည်းမဟုတ်ဘူးတဲ့ဒီဒုက္ခတွေကိုငါတို့အသိဆုံးလေဒါအကူတို့လည်းပြောပါတယ်အခုအကူကပြောပြီလေဟာလားအဲ့မှာခါတဲ့ပွဲငါမြောင်ပွဲငါပေါ်လာတော့ဒါပေမဲ့ကံကောင်းနေတာကကျွန်တော်ကရကူစတူဒီယိုကြီးထောင်ထားတဲ့အတွက်ကြောင့်မလို့အဲ့မှဒီဖိုးရိုက်တာကျွန်တော်စတူဒီယိုရပါမီးတွေအစင်းနဲ့ဇက်ခုံအစင်းနဲ့ကလကာတွေကကိုမိုးဝင်းကကလကာ3စုံပေးသွားတယ်လက်ဆောင်ပေးတယ်နောက်ပြီးတော့ကျွန်တော်ရိုက်ခဲ့တဲ့မြဟိုပွဲတော်ကြီးတွေကျွန်တော်တို့အမျိုးသားဆိုင်မှာရိုက်ခဲ့တဲ့မြပွဲတော်အကုန်လုံးရဲ့ကလကာတွေကကျွန်တော်လက်ထက်မှာကျွန်တော်ဟာတွေအကိုဟာတွေနဲ့အကိုနဲ့ရန်နေနဲ့ဖြစ်ရသေးတယ်လေဟုတ်ပါအေးအဲ့ဒါဒီပါကျွန်တော်ထဲမှာအကုန်ရှိတယ်ဆိုတဲ့အခါကျတော့ကျွန်တော်သိမ်းလာမျက်နှိုးတို့မြန်မာမဟာဂီတတွေထိမ့်သိမ့်ဖို့စက်သပင်တွေထိမ့်သိမ့်ဖို့အတွက်စက်သပင်ပညာတွေထိမ့်သိမ့်ဖို့အတွက်စက်ထောင်အောင်မှာပဲလို့တင်လိုက်တာကိုရယ်ပရိသတ်တွေကလည်းလက်ခုပ်အားဟိုဝိုင်းပြီးတော့ comment နေနဲ့အားပေးတယ်လို့
ပွဲငါကပေါ်လာတယ်စက်ကမထောင်ရသေးဘူးအိမ်မရှိဘူးဆိုတော့ဆိုင်းကမရှိတာတော့မှ6လုံးပတ်ရှိတယ်ဟိုကျွန်တော်တို့ကအတန်သွင်းတဲ့ဝိုင်းဟိုနင်းဝိုင်းပဲရှိတယ်ကျင်းဝိုင်းပဲရှိတယ်ရွှေဆိုင်မရှိတာကျန်တဲ့ပစ္စည်းတွေအကုန်ရှိတယ်ရှိတဲ့ခါကျတော့ပွဲငါတာလားမြောင်ကအော်ငါတာလားငါ့ကားတာပေါ့ တော်လုံးတယ် သူကငါ့ကားတာပေါ့ဆိုအဲ့မှာဇက်ထောင်လိုက်တာပဲ